Okay အားလုံးမင်္ဂလာပါဒီတစ်ခါ video lesson လေးမှာတော့ကျွန်တော်တို့ဒီ 2D basic ပုံလေးတစ်ခုကိုဆွဲလေးကြည့်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာ dimension လေးကတော့3ခုလောက်တော့ပေးထားတယ်ဒီ rectangle ရဲ့ dimension က130ပြီးတော့ radius ရဲ့2ခုပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာနေရာလေးတစ်ခုပေါ့နော်ဒီဘေးနားလေးမှာယူပြီးဆွဲလိုက်ပါမယ်အဲ့တော့ rectangle တော့ကျွန်တော် rectangle ကနေစဆွဲမယ်ပေါ့နော်ဒီမှာဒါပေမဲ့သူက rectangle ကဆောင်းထားတယ်ပြဿနာမရှိပါဘူးကျွန်တော်တို့ဒီမှာပုံမှန်လေးပဲရိုး rectangle တစ်ခုကိုရင်ဆွဲလိုက်မယ်ပေါ့နော် shift 2နဲ့130ကွာမှာ130ပေါ့နော်130 enter okay အဲ့ဒါဆိုဒီမှာ rectangle တစ်ခုရပြီဆိုမှဒီကောင်ကိုကျွန်တော်တို့က rotate လိုက်မယ်ဆိုတော့ rotate ပေါ့နော် rotate ဆိုတော့ RO enter okay ပြီး base point ကဒီမှာဒီကနေကျွန်တော်တို့က45 degree လောက်လဲလိုက်မယ်ပေါ့နော်45 enter okay အဲ့ဒါဆိုရင်ဒီလိုလေးရပြီပေါ့နော်ရသွားပြီဆိုတော့ကျွန်တော်တို့ကဒီ set wine လေးတွေဆွဲမယ်ပေါ့နော်အဲ့တော့ set wine လေးရဲ့ center ဒီကောင် radius 25ဖြစ်တဲ့အတွက်ဒီကနေဒီထိ center point ဒီ25အကွာမှာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဒီကနေ offset ပြပေးလိုက်မယ် O enter 25 enter ပေါ့နော် okay အဲ့ဒီလိုလေးအထက်ကိုပြပေးလိုက်မယ်အဲ့တော့ဒီကောင်လေးကိုမှပြီးမှကျွန်တော်က export ခွဲလိုက်မယ်ပေါ့နော် H enter export ခွဲလိုက်မယ်ပြီး extend ဆိုပြီးတော့ဒီကောင်လာထောက်ပေးလိုက်မယ်ပေါ့နော် okay ဒါဆိုဒီမှာဒါ center point 2 point ရပြီပေါ့နော်ရပြီဆိုမှကျွန်တော်တို့က cycle လေးယူလိုက်မယ်ဒီမှာ n point ကနေ radius ရဲ့25တခါပြီးရင် n point ကနေ radius ရဲ့5ပေါ့နော်5တခါ okay ပြီးရင်ကျွန်တော်တို့ချင်တာဒီစောက်ဝိုင်းရဲ့တဝက်ပဲလိုချင်တာအပြည့်မလိုချင်ဘူးအဲ့တော့ဒီဘက်မလိုတဲ့ကောင်လေးတွေရောတခါလေးဖြတ်လိုက်မယ် TR enter ဒီကောင်လေးဖြတ်ဒီကောင်လေးဖြတ်ပေါ့နော် okay ပြီးမှဒီနှစ်ခုကိုယူပြီးတော့CO enter ပေါ့နော် copy ကူလိုက်ဒီ n point ကနေဒီ n point ပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီဘက်နှစ်ခုကစောက်ဝိုင်းရပါပြီပေါ့နော်အဲ့တော့ဒီလေကစောက်ဝိုင်းလည်းဆွဲမယ်ဆိုတော့ကျွန်တော်ဒီအထူလေးကဘယ်လောက်လဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်စဉ်းစားကြည့်မယ်ဒီမှာဒီကောင် radius 25ဒီကောင် radius 5အဲ့တော့ဒီဂျားလေးအကွာပြီပေါ့ဂျားလေးအကွာပြီဆိုရင်20လောက်ဖြစ်မယ်ပေါ့နော်အဲ့တော့ဒီကနေဒီ20လောက်ဖြစ်မယ်အဲ့တော့ဒီမလိုတဲ့ကောင်လေးကိုကျွန်တော်ခဏဖြတ်လိုက်ပါမယ်ဒီကောင်လေးဖြတ်လိုက်မယ်ပေါ့နော် delete ပြီး O enter 20ပေါ့နော်20 enter okay အဲ့ပြီး20အထက်ကိုပြစ်ပေးလိုက်မယ်အဲ့တော့ဒီမှာဒီရဲ့ mid point လေးကအဲ့ဒါဒီကောင်လေးပဲပေါ့နော်သူ့ရဲ့ center ပါပဲအဲ့တော့ဒီမှာ cycle လေးယူလိုက်မယ် cycle လေး mid point ကနေကင်ပြီးတော့ဒီခါလဲ radius 25တခါ5တခါပေါ့နော်ဒါမှမဟုတ်ဒီလိုလုပ်လဲရပါတယ်ပြီးမှပြန်ဖြတ်ပေါ့နော်အဲ့လိုလုပ်လဲရတယ်ဒါမှမဟုတ်ဒီကောင်လေးကိုဒီမှာ copy ကူးလိုက်ပြီးမီတာခောက်လိုက်ပေါ့နော် CO enter ဒီမှာ center point ကနေကင်ပြီးဒီမှာ mid point မှာထားလိုက် okay ပြီးရင်ဒီနှစ်ခုကို select မှတ်ပြီးမီတာခောက်လိုက် MI enter ဒီမှာဒီလိုလေးပေါ့နော် okay enter ပြီးမှဒီဘက်ကောင်ကမလိုတဲ့ကောင်လေးဖြတ်လိုက်ပေါ့နော် okay ဒီလိုလေးဆိုလဲရတယ်ပေါ့နော်အဲ့လိုဆိုဒါဆိုရင်ဒီမှာကျွန်တော်ဒီဖက်ရပါပြီပေါ့နော်ရပြီဆိုမှကျွန်တော် line လေးနဲ့ဒီမှာဒီထိပ်နဲ့ဆက်လိုက်ပေါ့နော်အဲ့ဒါတစ်ခုပြီးရင်ဒီမှာဒီထိပ်နဲ့ဆက်တာတစ်ခုပေါ့နော် okay အဲ့ဒါဆိုကြည့်လိုက်ပေါ့နော်ဒီမှာဒီကနေဒီလိုသွားမယ်ပြီးရင်အောက်ထဲဝင်မယ်ပြီးဒီလိုပြန်သွားမယ်နော်အဲ့တော့ဒီ line လေးတွေကမလိုအဲ့ဒါလေးကိုဖြတ်မယ်ပေါ့နော်အဲ့ဒါလေးကိုဖြတ်မယ်ဆိုတော့မဖြတ်ခင်မှာကျွန်တော်ရေဆိုအကုန်လုံးဘေးဘက်လေးကိုarray ပွားလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဒီကောင်လေးကို select မှတ်ဒီနေ့ကိုလည်း select မှတ်ပေါ့နော်ပြီးရင်ဒီကောင်လေးတွေကို select မှတ်လိုက် okay ပြီးရင် array ပွားလိုက်မယ် AR ပေါ့နော် AR ပြီးရင် polar ပေါ့နော် polar enter okay ပြီးရင်ဒီမှာ B point လေးပေါ်လာမယ်ဒီ center point ပေါ့နော်ဒီကောင်လေးကို select မှတ်လိုက်ဒါဆိုရင်ကျွန်တော်တို့လိုချင်တာ item ဒီမှာ1ခု2ခု3ခု4ခုပဲဒီမှာ6ခုဖြစ်နေတယ်အဲ့တော့ဒီမှာ6မှာ4ဆိုတာပြောင်းလိုက်ပေါ့နော်4 enter okay ဒါဆိုဒီလိုပုံလေးရပြီပေါ့နော်ပြီးရင် close array အခါကျမှမလိုတဲ့ကောင်လေးတွေကျွန်တော်တို့လိုက်ဖြတ်လိုက်မယ်ပေါ့နော်အဲ့တော့ TR enter ဆိုတော့ဒီကောင်လေးမလိုဘူးပေါ့နော်အဲ့တော့ဒီကနေဒီလိုသွားတယ်ပြီးရင်အောက်ထဲဝင်တယ်ပြီးရင်ဒီလိုပြန်သွားတယ်ပေါ့နော်သွားပြီးတော့ဒီမှာဒီနှစ်ခုကမလိုဘူးဖြတ်လိုက်ပြီးရင်ဒီလိုပြန်သွားတယ် okay ပြီးဒီနှစ်ခုကမလိုဘူးပေါ့နော်ဒီနှစ်ခုကမလိုဘူးဖြတ်လိုက်မယ်ပြီးရင်ဒီလိုလေးပြန်သွားမယ် okay ဒီရှိ okay လေးရပေါ့နော်ပြီးရင်ဒီမှာဒီကောင်လေးလည်းမလိုဘူးဒီကောင်လေးမလိုဘူးပေါ့နော်ပြီးရင်ဒီမှာလည်း line လေးတစ်ကြောင်းလိုမယ်ပေါ့နော်ဒီမှာကျွန်တော် line လိုမယ်အဲ့တော့ဒီမှာဒီကောင်ကို export ခွဲလိုက်ပါ h enter export ခွဲလိုက်ပြီးရင်ဒီကောင်ကို dh enter နဲ့ဒီလိုလေး extend ပြပေးလိုက်ပါနော် okay ပြီးတော့ရင်ကျွန်တော်တို့ကဒီဘက်ကလည်းဒီမှာလည်း line လိုပဲပေါ့နော်ဒီကောင်ကို export ခွဲပေးလိုက် okay
ဒီကောင်လည်း extend ပြပေးလိုက်မယ်နော် EH enter ဒီမှာဒီထဲကိုဒီလိုဆက်ပါ okay ပြီးဒီလိုဆက်သွားမယ်ပြီးမလို့တဲ့ကောင်လေးကို TR enter ဒီမှာဒီလိုလေးဖြတ်လိုက်ပေါ့နော်ဖြတ်လိုက်ပြီးဒီဘက်ဆက်သွားမယ် okay ဒီမှာဆိုတော့ဒီ line မလို့ဘူးပေါ့နော်ပြီး TR enter နဲ့ဒီကောင်ဖြတ်လိုက်ဒီကောင်ကျတော့ shift လေးခံပြီးတော့ extend ပြပေးလိုက်ပေါ့နော်အဲ့တော့ extend နဲ့ shift နဲ့ကဖြောင်းပြန်ပါ extend နဲ့ train နဲ့ကဖြောင်းပြန်ပေါ့နော်အဲ့တော့ဂျားထဲမှာ shift ခံပြီးတော့သုံးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ပုံလေးမှန်ပြန်စစ်ကြည့်မယ်ပေါ့နော်အဲ့ဒီထက်ကနေပဲစစ်လိုက်မယ်ဒီကတော့ဒီလိုသွားမယ်ပြီးရင်ဒီမှာပေါ့နော်ဒီနှစ်ခုအောက်ထဲကိုပြန်ဝင်တယ်ပေါ့နော်အဲ့တော့ဒီနေရာလေးမှာလိုဦးမယ်ပေါ့နော်ဒီနေရာလေးမှာဆိုလဲဒီကောင်လေးကမလိုဘူးဒီနားလေးကမလိုဘူးပေါ့နော်အဲ့တော့ဒီကောင်လေးကို TR နဲ့ဖြတ်ပေးလိုက်ပြီးရင်ဒီကောင်က extend ပြပေးလိုက်ပေါ့နော် export ခွဲလိုက်ပြီး EH နာ okay ဒီလိုလေးပေါ့နော်အဲ့တော့ဒီကနေဒီလိုသွားတယ်အောက်ထဲကိုဝင်နေပြီးပေါ်ပြန်သွားတယ်ပေါ့နော်ပြီးရင်ဒီဘက်လည်းလိုပဲဒီကောင်လေးလည်းလိုသွားတယ်အောက်ထဲဝင်တယ်အဲ့ပြီးဒီမှာဒီကောင်လေးကမလိုဘူးပေါ့နော် TR နာဒီကောင်လေးမလိုဖြတ်လိုက်ပြီးဒီလိုသွားတယ်ပြီးဒီလိုလည်းလိုပဲပြီးဒီလိုသွားတယ်ပေါ့နော် okay သွားတယ်ဒီလိုသွားတယ်ဝင်နေပြီးဒီလိုပြန်သွားတယ်ပေါ့နော်ပြန်သွားတယ် okay ပြီးဒီဘက်လည်းလိုပဲအားလုံး okay သွားပြီပေါ့နော်ဒီမှာ okay အဲ့ဒါဆိုတော့ဒီမှာအားလုံး okay ပါပြီအဲ့တော့ကိုယ့်ပုံလေးကိုစစ်ကြည့်ပေါ့ဘယ်နားလေးလွန်နေလဲဘယ်နားလေးလွန်နေလဲပေါ့နော် okay အဲ့ဒါဆိုရင်တော့ဒါကျွန်တော်ရဲ့ပုံကြီးကတော့အဆင်ပြေသွားပြီလို့ပြောလို့ရပါတယ်အားလုံး okay ပါပြီပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲအဆင်ပြေကြပါစေ